ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကပတ်စံတွေတိန်းရာနဲ့ချီထောင်နဲ့ချီပြီးရှာနိုင်တဲ့သူတယောက်ဖြစ်နေပြီဟုတ်ပါတယ်တင့်ကိုပြောနေတာပါတင့်မှာလုံနိုင်တဲ့အစွမ်းတွေရှိတယ်လုံနိုင်တဲ့အရေးအချင်းတွေရှိပြီးသားပတ်စံတွေတိန်းရာနဲ့ချီထောင်နဲ့ချီတာမဟုတ်ဘူးအကန့်အသတ်မရှိကိုရှာနိုင်တဲ့သူတယောက်ပဲဖြစ်ပါတယ်အဲ့လိုမျိုးလဲရှာနိုင်တဲ့အတွေးခေါ်ကောင်းတွေ idea ကောင်းတွေတင့်မှာရှိထားပြီးသားပါဒါကြောင့်မို့လို့ကိုယုံကြည်စွာနဲ့ကိုယ့်ရဲ့လုံနေတဲ့အလုပ်တွေကိုလည်းယုံကြည်စွာနဲ့ကိုအမြဲတမ်းကိုယ့်ရဲ့အုံနောက်ကလေးကိုပြောပေးပါကိုယ့်ရဲ့ဒီကောင်းလေးကိုယ့်ရဲ့အုံနောက်ကလေးကိုကင်ပြီးတော့မှနေ့မှာပတ်စံနေသိရာနဲ့ချီထောင်နဲ့ချီပြီးရှာနိုင်တဲ့အတွေးခေါ်ကောင်းတွေရှိထားပြီးသားဒါကြောင့်ငါ့ကိုအဲ့ဒီအတွေးခေါ်ကောင်းတွေပေးပါလို့ပြောကြည့်လိုက်ပါအဲ့လိုမျိုးလေကိုယ့်ရဲ့အုံနောက်ကိုကင်ပြီးတော့မှပြောကြည့်လိုက်ပါဒီဟာကဒီမျိုးကိုကြည့်တဲ့မိတ်ဆွေယုံကြည်ဖို့လိုအပ်တယ်ယုံကြည်တယ်ဆိုလို့ရှိရင်ဖြစ်လာပါလိမ့်မယ်ထပ်ပြောပါမယ်တင်ကိုယ်တိုင်ကသာလင်တင်ဘဝရဲ့လမ်းပြအရှင်သခင်ပဲတင်ကိုယ်တိုင်ကသာလင်တင်ဘဝအတွက်ဘယင်မတယောက်ပဲဒါကြောင့်မို့လို့ကိုလမ်းပြပေးဖို့ရအတွက်လိုအပ်တယ်အဲ့လိုလမ်းပြပေးဖို့ရတယ်ဟိုမစလုံးကပြောလိုက်တဲ့ဇက်ကလုံးလေးကဘာမှအနှောက်အယှက်ဖြစ်မသွားစေဘာမှထိခိုက်မသွားစေထိခိုက်မသွားဘဲနဲ့တိုးလာမှာကိုယ့်ရဲ့ပတ်စံတွေရှာနိုင်တဲ့စွမ်းရည်တွေကိုပို့ပြီးတော့မှတိုးလာမှာမြင့်လာမှာပဲဖြစ်ပါတယ်ဒါဟာကိုကနေတိုင်းပြောပေးသွားမယ်ဆိုလို့ရှိရင်ဖြစ်လာပါလိမ့်မယ်အမိုးတွေကနှစ်တွေ10နဲ့ချီပြီးတော့မှကိုယ့်ရဲ့အုံနောက်ထဲကိုမကောင်းတဲ့အတွေးဆိုးတွေနဲ့မကောင်းတဲ့ဇက်ကလုံးတွေကိုများထည့်ပေးလာတာအခုချိန်ကနေစပြီးတော့မှကိုယ့်ဘက်ကနေအားစိုက်ထုတ်ပြီးတော့မှကိုယ့်ကိုပြန်ပြီးတော့မှခိုင်းကြည့်ပါကိုဇက်ကလုံးကောင်းတွေပြန်ပြီးတော့မှပြောပေးကြည့်ပါအဲ့လိုပြောပေးခြင်းအပြင်တကယ်ပဲဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကလာတိုင်းမှာပတ်စံတွေသိန်းရာနဲ့ချီထောင်နဲ့ချီရှာနိုင်တဲ့သူတရားဖြစ်လာမှာပဲဖြစ်ပါတယ်တင့်ကိုတင်ယုံကြည်ပါကိုယ့်ရဲ့အရေးချင်းကိုယုံကြည်ပါတင်မှာအရေးချင်းတွေရှိထားပြီးသားပဲအဲ့ဒီအရေးချင်းတွေကိုအခုချိန်မှာထုတ်ဖော်ပြီးတော့မှအသုံးချဖို့ရအတွက်အချိန်ရောက်လာပြီဒါကြောင့်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဝါသနာပါတဲ့အရာဘာမှမသိနေသေးဘူးဆိုလို့ရှိရင်လေကိုယ့်စိတ်ထဲမှာကိုလှုပ်ချင်တဲ့အရာကိုစတင်ပြီးတော့မှလှုပ်လိုက်ပါအဲ့လိုလှုပ်တယ်ဆိုတဲ့အချိန်မှာပတ်ဝန်းကျင်ကိုလည်းကြည့်စရာမလိုအဆင်ပြေပါမလားလို့လည်းတွေးစရာမလိုဘူးဘာပဲတွေးရမှာလဲဆိုငါဟာဘာပဲလှုပ်လို့အဆင်ပြေတယ်ငါလှုပ်လိုက်တဲ့ဒီအလုပ်ကလေးကနေပတ်စံနဲ့သိန်းရာနဲ့ချီထောင်နဲ့ချီပြီးရှာနိုင်မှာငါလှုပ်လိုက်တဲ့ဒီအလုပ်ကလေးကလူတွေရဲ့ဘဝကိုကြောင်းလဲသွားစေမှာဒီလိုမျိုးနဲ့ကိုပြောပေးပြီးတော့စတင်ပြီးတော့မှလှုပ်ဆောင်လိုက်ပါအဆင်ပြေခြင်းတွေအားလုံးကဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကိုစောင့်ကြိုနေပါတယ်လောကကြီးကလည်းကောင်းတဲ့ຢာတွေပေးဖို့ရတဲ့အဆင်သင့်ဖြစ်နေပါပြီအခုပဲစတင်လိုက်ပါစတင်နေတယ်ဆိုလို့ရှိရင်ခြေလမ်းတွေဆက်ပြီးတော့မှလမ်းလိုက်ပါကျေးဇူးတင်ပါတယ် you can do it you are hero